လူတွေမြောင်များစွာတတ်လာတဲ့ကဘာကျော်လူသက်သမားကြီးအင်္ဂုလိမာလနော်အင်္ဂုလိမာလဟာတာမန်အားဖြင့်ငရဲကလွတ်เสียအကြောင်းမရှိတော့ဘူးနော်ငရဲကလွတ်เสียအကြောင်းမရှိဘူးသူလှုပ်ထားတဲ့အကုသိုလ်တွေကအကျိုးပေးဖို့အချိန်မကျသေးလို့သာသူ့ရဲ့တဏ္ဍာမှာအင်ပြည့်အားပြည့်နဲ့စွန့်ရည်တတိတွေရှိနေကြတယ်ဆင်းသက်ဖြစ်နေပြီအင်အားအပြည့်အဝနဲ့ရှိနေကြဒီဘဝရဲ့အသေးကိုစောင့်နေတာဒီဘဝသေတာနဲ့တပြိုင်နက်အပင်ငရဲကိုကြစေမှာပဲဒီအကုသိုလ်တွေကနော်သို့တော့ကံကောင်းရင်တော့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စမြတ်စွာဘုရားရဲ့အဆုံးအမကိုရလိုက်လို့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ကိုချင်းသီလတွေလူဆိုးဘဝကနေပြီးလူကောင်းအဖြစ်ကိုချင်းသီလတွေကိုခံယူဆောက်တည်ပြီးတဲ့နောက်ဘာနာတိပါဒအမှုကိုလုံးဝရှောင်ကျင်လိုက်ပြီးတော့အစွမ်းထက်တဲ့ခုနကမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လိုက်တာအစွမ်းထက်တဲ့ရတ္တမက်လို့ဆိုတဲ့ကုသိုလ်မက်ဆိုတာမဂ္ဂင်၈ပါးကိုဖွဲ့စည်းထားတာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာမဂ္ဂင်၈ပါးအစုဝေးကိုမက်လို့ခေါ်တာအဲ့ဒီမက်စွမ်းအားဟာနံပါတ်၄ဖြစ်တဲ့အရတ္တမက်ဆိုဒီမှာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သီလရဲ့သမာဓိရဲ့ပညာအစွမ်းထက်တဲ့သီလအစွမ်းထက်တဲ့သမာဓိအစွမ်းထက်တဲ့ပညာအထက်မြတ်ဆုံးပညာကိုရလိုက်တာနဲ့တပြိုင်တည်းသူလှုပ်ထားတဲ့အကုသိုလ်တွေကအကုန်လုံးအရှုံးပေးသွားဘယ်လိုကြောင့်အရှုံးပေးရတာတော့ဆိုသူတို့ရဲ့အဖော်တဟဲဖြစ်တဲ့ကိလေသာတွေကိုရတ္တမက်ကဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်ကံတွေဟာအကျိုးပေးခြင်းတော့လည်းပေးလို့မရတော့ဘူးဒီလိုဆိုလိုတာနော်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောလိုက်တော့ဆိုယတ္တပပံကတံကမ္မံကုသလေနပိဋိယတိသူလှုပ်ထားတဲ့မကောင်းမှုတွေအားလုံးကိုကုသိုလ်နဲ့ဆုတ်ပိတ်တားဆီးပြစ်လိုက်တယ်လို့ပယ်ဖြတ်ပြစ်လိုက်ပြီလို့အစွမ်းတတိထက်တဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်လိုက်တယ်လို့ပြောဘယ်ကုသိုလ်လဲလို့ဆိုရင်ခုနကမဂ္ဂင်၈ပါးနဲ့စုစည်းထားတဲ့အရတ္တမက်ဆိုတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားနဲ့အကုသိုလ်မှန်သမျှဟာဖြည့်ဆည်းခြင်းခံလိုက်ရတော့ဒီအကုသိုလ်ကံတွေကဘဝတန်တရားမှာလိုက်ပေးဖို့အခွင့်အရေးတော့မရသို့တော့လုံးဝအကျိုးမပေးတာလားဆိုတော့မဟုတ်ဘူးသူလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ရှင်အင်္ဂုလိမာလဟောခဲနဲ့ပေါက်လိုက်သူခေါင်းလာကြနော်သူပေါက်တာမဟုတ်လေသူခေါင်းပေါ်လာရောက်ဒီလိုငှက်ဖြစ်ဖြစ်တစုံတရာကိုဖြစ်ဖြစ်ခဲနဲ့ထူလိုက်တဲ့အခါရှင်အင်္ဂုလိမာလခေါင်းလာထိတယ်ကံဆိုတာလေကိုလှုပ်တာမဟုတ်ပေမဲ့လို့လာထိတယ်အေးသူ့ကိုမုန်းတိတဲ့ပုဂ္ဂိုလ်တွေကလည်းခဲနဲ့ထူကြဆုံးငံသွားတယ်ဆိုရင်တပိတ်ကွဲသင်္ကန်းတွေစုပ်ပြဲလို့ဆုံးမရတဲ့ရက်တွေအများကြီးအဲ့လိုဒုက္ခတွေတော့သူခံရတယ်သို့တော့နောက်ဘဝကိုဆက်ဆက်ပေးနိုင်မဲ့တဏှာဆိုတဲ့ကိလေသာတဏှာဥဆောင်တဲ့ကိလေသာတွေသူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့အပင်ပေါက်เสียမြေတဲ့ရေတွေမရှိတော့သည့်အတွက်ကြောင့်လောက်လာတဲ့အကုသိုလ်မျိုးစေ့တွေဟာဒီတိုင်းပဲခန်းချောက်သွားတယ်ဒီအဓိပ္ပာယ်ကိုပြောတာနော်ဒီအဓိပ္ပာယ်ကိုပြောတာအဲ့တော့တားဆီးနိုင်တယ်ဆိုအားကိုးเสียမတမကောင်းတယ်ကံကံရဲ့သဘောတွေကိုမြတ်စွာဘုရားသခင်ကိုရမြတ်သာအကုန်သိနိုင်ကံကံရဲ့အကျိုးတရားတွေကိုဘုရားကသာသိနိုင်လို့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေသွားပြီးတော့ကိုဉာဏ်မမီတာတွေကိုသွားပြီးတော့မစင်စားလေနဲ့မစင်စားနဲ့ဆိုတာစဉ်းစားလို့ရသလောက်ကိုမစဉ်းစားနဲ့လို့ပြောတာမဟုတ်ဘူးအကုန်လုံးကိုလိုက်ပြီးတော့ကိုဉာဏ်မမီပဲနဲ့စဉ်းစားလိုက်လို့ရှိရင်ယူသွားနိုင်တယ်လို့သူတို့ပြောတယ်အဲ့ဒါကိုအစိမ့်တရား၄ပါးတမန်အသိဉာဏ်နဲ့သိနိုင်စွမ်းမရှိလို့မကြံစီနဲ့တဲ့ကမ္မဝိပါကောအစိမ့်တရား
ကံရဲ့အကျိုးတရားဟာအမှန်တမ်းဆန်းကြလို့မြတ်စွာဘုရားသာသိနိုင်တာဖြစ်သောကြောင့်အဲ့ဒါကိုမိမိဉာဏ်မမီပဲနဲ့သွားပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ယူသွားနိုင်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားဒါကတော့လူတိုင်းဟာဉာဏ်ရည်ဉာဏ်သွေးဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်လေမျက်စိကမြင်တာတောင်မှပဲကိုယ်အတိုင်းအတာရှိသလောက်ပဲကိုမြင်ရတာလေအဲ့ဒါလို့အသိဉာဏ်ဆိုတာလဲလူတိုင်းမှာအတိုင်းအတာကန့်သက်ရှိတယ်ကိုယ်အသိဉာဏ်နဲ့မမီတဲ့အရာကိုလှမ်းမယ်ဆိုလို့ရှိရင်ပင်ပန်းယုံပဲရှိမယ်လို့ဒီလိုအဓိပ္ပာယ်မျိုးပြောတာအဲ့ဒါကိုဆွလို့တာအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေယုံကြည်ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကံကံဤကျိုးလို့ဆိုရဲကမ္မတက္ကတာသမ္မာဒိဋ္ဌိဘယ်သူမပြုတ်မိမိမှုကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုရဲကံကံဤကျိုးကိုလက်ခံယုံကြည်မှုဆိုတဲ့သမ္မာဒိဋ္ဌိဟာဘုရားဘာသာဝင်ဖြစ်ဖို့အတွက်အခြေခံအရေးကြီးဆုံးအမြင်တစ်ခုပဲဖြစ်တယ်အဲ့ဒါမှမရှိရင်တခြားဘာသာဝင်တယောက်ဟာလည်းဘုရားဘာသာဖြစ်ဖို့မရဘူးမဖြစ်နိုင်ဘူးကံကံဤအကျိုးကိုယုံကြည်ခြင်းလို့ဆိုတာအဓိကအကျဆုံးပဲလို့ဒီလိုဆိုတာနော်အဲ့တော့ကံကံဤအကျိုးကိုယုံကြည်သူနဲ့မယုံကြည်သူဘာခွာလဲစဉ်းစားကြည့်ကံကံဤအကျိုးကိုယုံကြည်သူကဘယ်လိုတွေးမလဲသူတွေးမယ်လေအေးမကောင်းတာလုပ်ရင်မကောင်းကျိုးခံရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဆံရမယ်ဒါသူ့အတွေ့ကံကံဤအကျိုးကိုမယုံကြည်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုတွေးတော့အေးကံဆိုတာမရှိပါဘူးကိုလှုပ်ချင်တာလှုပ်ပဲဒါဖြင့်လှုပ်ချင်တာလှုပ်ပဲကောင်းတာလှုပ်လဲကောင်းကျိုးရတာမဟုတ်ဘူးဆိုးတာလှုပ်လဲဆိုးကျိုးဖြစ်တာမဟုတ်ဘူးကံကံရဲ့အကျိုးကိုမယုံကြည်ဘူးဆိုတဲ့ညှင်းပယ်တဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်တာလှုပ်ပဲသူလှုပ်ချင်တာကဘာတော့ဆိုရင်မကောင်းတာတွေကြီးပဲအဲ့တော့ပိုဆိုးသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါပြောတာနော်ယုံကြည်သူနဲ့မယုံကြည်သူကွာခြားသွားဒီနေရာမှာမယုံကြည်တဲ့လူကအကောင်းလုပ်ဖို့မဖြစ်နိုင်တော့ယုံမယုံဟောယုံကြည်တဲ့လူကတော့အေးအဆိုးမဖြစ်ချင်ဘူးအကောင်းပဲဖြစ်ချင်တယ်လူဆိုတာကကောင်းကျိုးချမ်းသာပဲရကြတယ်ဆင်းရဲဒုက္ခမကြုံညင်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာပေးတယ်ဆိုတော့ကုသိုလ်ကကောင်းကျိုးချမ်းသာပေးတယ်ဒါကြောင့်မို့ကုသိုလ်လုံးမပဲလို့ဆိုတဲ့အတွေးဝင်တယ်အကုသိုလ်တွေလုပ်ရင်အကုသိုလ်ရဲ့အကျိုးတွေငါခံရမှာပဲလို့အတွေးဝင်လာတယ်ဟောအမြင်ချင်းဟာအဗ္ဗဓမ္မကွာခြားတယ်လို့ကွာခြားသည့်အတွက်ကြောင့်ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်တယ်ကံကံဤအကျိုးကိုငြင်းပယ်လို့ရှိရင်လူတော်လူကောင်းဖြစ်ဖို့တောင်မရှိဘူးအဗ္ဗဓမ္မကွာခြားတဲ့အဓိပ္ပာယ်တစ်ခုပြောတာနော်